ဒီနေ့ကတော့ကြီးဆိုင်တော့ရလေးတွေကိုတစ်ချက်ပြောပြီးမယ်နော်သူကမှတ်နေရပေးလို့ရှိရင်145ဘတ်အောင်တယ်သူကမိနစ်60ပေးမယ်34ပုတ်ကနေ40ထိဖြည့်ရတယ်ဖြည့်တဲ့အခါမှာဆိုလို့ရှိရင်ဘာတွေပါမလဲဆိုလို့ရှိရင် reading passage ပါမယ် graphic ပါမယ် diagram ပါမယ် table graph တွေပါမယ် map တွေပါမယ် combination တွေပါမယ်နောက်ပြီးတဲ့အခါကျတော့အဲ့ဒီမှာသူက145မှတ်ရလို့ရှိရင်အောင်တယ်162မှတ်ကတော့ဂုဏ်လို့အဲ့မှာ content area အနေနဲ့ပြောမယ်ဆို life science art space science physical science ဆိုပြီးတော့ပါမယ် lab science က40ရာခိုင်နှုန်း art and space science က20ရာခိုင်နှုန်း physical science က40ရာခိုင်နှုန်းlab science မှာဆိုရင်ဘာတွေပါလဲဆိုခေါင်းစဉ်အနေနဲ့ဆို cell structure ရဲ့ process ရဲ့ human body system ရဲ့ health nutrients ရဲ့ heritage နောက်တစ်ခါ reproduction genetic evolution and natural selection နဲ့ organization or ecosystem တွေပါမယ် art and space science ကကြတော့ art and space science ကကြတော့ဘာလဲဆိုလို့ရှိရင် structure of art ဘာမြေကြီးတည်ဆောက်ပုံရဲ့နောက်တစ်ခါကျတော့ technical geological science ရဲ့ process တွေနောက်ပြီးတော့နောက်ပြီးအခါကျတော့ natural resource တွေ weather တွေ climate တွေနဲ့ solar system universe တွေပါမယ် physical science ကတော့ 40% နေမှာကျတော့ atom တွေ molecule တွေ properties တွေ state and matter တွေ chemical reaction တွေ energy နဲ့ work motion force weight electric နဲ့ magnet တန်လိုက်တွေပေါ့နော်အဲ့ဒါတွေပါမယ်အဲ့တော့ဒီနေ့ဗီဒီယိုမှာတော့ science နဲ့သိသိနာပထမပိုင်းကိုပြောတာဖြစ်တယ်နောက်နေ့မှာနောက်တစ်ပိုင်းကိုထပ်ပြီးတော့ပြောပြပေးမယ်